မကွေးမျိုးအရှိပိုင်းကကျွန်တော်အကြိုက်ဆုံးစားတောက်ဆိုင်တစ်ဆိုင်နဲ့ပြီးတော့စားလို့တဲ့အရင်ကောင်းတဲ့ဆိုင်တစ်ဆိုင်ဆိုလို့ရှိရင်ဒီဆိုင်တိုင်းပါပါတယ်ပေါ့နော်ဒီဆိုင်ကတော့ဒေါ်ပေါင်းမီတာစုစားတောက်ဆိုင်ပဲဖြစ်ပါတယ်ဒီကဲပေါင်းနီးနားမှာရှိရပေါ့နော်ဆိုင်တွေကတော့ကျွန်တော်ဒီနေ့ဒီတွားပြီးတော့မှဝက်တချင်တွေစားခဲ့တယ်ပြီးတော့ကျွန်တော်တို့မကုတ်သမီးပေါင်းတွားစားခဲ့တယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုတစ်ချက်လောက်လိုက်ပါကြည့်ရှုပေးကြပါအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုစီပဲဖြစ်ပါတယ်ကျွန်တော်ခုရောက်ရှိနေတဲ့နေရာတော့ဒေါ်ပေါင်းမီတာစုစားတော့ဆိုင်ပေါ့နော်ဒီကမ်ပေါနီးနားမှာပေါ့နော်ဒီဆိုင်တော့တူပြပြစင်မလို့တော့ဘူးအားလုံးလည်းနည်းနည်းတီးကြတယ်ပေါ့နော်ဆိုတော့ဒီသွားပြီးကျွန်တော်တို့သမင်းပေါင်းသွားဆောင်ပါပါမဟုတ်သမင်းပေါင်းပြီးတော့တို့ဆိုင်ပါရရတယ်ဆိုတော့ချက်သွားကြည့်မယ်တိုက်ခဲ့ပြပါအောင်ဘယ်ပါဦးဘာရလဲချက်ပြောပြလို့ရလားကျွန်တော် very မပြီးပါဆိုတော်ပေါင်းဆိုင်မှာစားသုံးနိုင်တာမုံညင်မောင်းမိုးပေါင်းစံစစ်စံပွဲမြစ်ရှည်ကျုံသမင်းမောင်းလက်ဖက်သမင်းအာလူမာလာပင်လယ်စာဟော့တော့သမင်းကျော်ပရှုသမင်းကျော်အဲ့ဒါသုံးဆောင်နိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်သုံးဆောင်မှာတော့သမင်းပေါင်းတစ်ပွဲပြီးမုံညင်ပေါင်းတစ်ပွဲโอเคရတယ်ညီ thank you ပါကျေးဇူးပါဒါတော့သူတို့ဆိုင်ရဲ့အဝေးမှာတသားနေမြင်နေရတဲ့ရှုခင်းလေး view လေးပေါ့နော်ရိုးဖြီးမှာဒီအထုပ်တဲ့ဟာကြီးကတော့ဝက်တချင်ပဲဖြစ်ပါတယ်ဝတ်တချင်လို့ခေါ်ပါတယ်ဝက်တချင်လေးဒီတော့မင်းပေါင်းလေးမရောက်လာသေးပါဘူးမင်းပေါင်းလေးစုံနေပါတယ်မင်းဒါတော့မော်င်းပေါင်းပါဒါတော့ဝက်တချင်ပေါ့အဲ့ဒါစားပြမှာရောက်လာမယ်ဟလာမောင်ဒီတော့ချက်လေးပါဗျာဒါတော့ချက်လေးနဲ့သမင်းပေါင်းကိုသမင်းပေါင်းကျွန်တော်စားပါမယ်စားပါမယ်ဒါအာလူမာလေးအာလူမာလာလေးပါဗျာအာလူမာလာပါဒါတော့ရင်းချင်အိမ်ကကိုယ်တိုင်သိကြတာကိုယ်တိုင်ချိန်ထားရင်မလို့ချင်တာဆွေးလိုက်အောင်ဗျာစားကြပါဦးဗျာလို့ဒေါ်ပေါင်းဆိုင်ရဲ့ဆိုင်ရှင်ဦးလေးကြီးကအရန်ပဲဖော်ရည်တယ်ပေါ့နော်အားလုံးပဲဒီဆိုင်ကိုလာဖို့လည်းဖိတ်ခေါ်ပါတယ်မုကမျိုးမုကမျိုးရှိပါမယ်နဲ့လူတော်တော်များများတော့ဒီဆိုင်ကိုတည်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဆိုင်အရန်ရေပန်းစားနေအခုအရင်တော့နေအခုချိန်ကြီးရေပန်းစားနေတဲ့ဆိုင်ပေါ့နော်လူငယ်တွေတော်တော်များအများနဲ့ရောက်ဖြစ်တဲ့နေရာပေါ့ကျွန်တော်တို့ဆိုလဲတနေ့ကို5ခေါက်လောက်ဒီဆိုင်ကိုခဏမကြာခဏရောက်ပြရပေါ့နော်တို့ဒီဆိုင်နဲ့အရန်ဆောက်လို့ကောင်းတယ်တို့လည်းဆိုင်ရှိဦးလေးချင်းလည်းကျွန်တော်ထင်ထားတဲ့ပုံမှာဖော်ရည်တယ်ပေါ့နော်ကဲခုဆိုရင်တော့ဆဲပါတော့မယ်မကိုသမင်းပေါင်းစက်သားနဲ့ပေါ့နော်ဒီတပွဲတော့ဒါတော့အလူမာလာလေးဒါတော့မုံညင်းပေါင်းပေါ့ဒါတော့ဝတ်တချင်ဆိုတော့ဆဲပါမယ်ကဲဝေးတိုင်းတော့ရင်ချွေးလိုက်မယ်ရောစားပါအောင်တော့ကျိုးလေးပါတော့ချက်ဆန်းပါတော့တသားအကြီးပဲဒါတော့ဝတ်တချင်ပဲဖြစ်ပါလေဒါတော့မုံကြီးပေါင်းဒါလည်းတော့အလူမာလာလေးပါအခုပဲရမ်းမရတောက်ရရကောင်းမုံညင်းပေါင်းလေးပါ
စစ်တာလုံးဝစောတော်ရင်းနဲ့ရတာရှယ်မိုင်းရမ်းမပါဟာခုစင်ရောသမင်းပေါင်းတဲ့တပွဲရောတော့ကုန်တော့ပြီ ဆိုင်ရတာသူရဲ့အရာတာဘယ်လိုလဲပြော ရတာတော့ပြောစရာမလိုပါဘူးရမ်းကောင်းပါတယ်ဒီမကိုသမင်းပေါင်းတပွဲတော့ကုန်သွားပြီပေါ့နော်ရမ်းမိုက်ပါတယ်ဒီဝတ်တချင်တို့ဒီမွန်ညပေါ်တော့အလူမာတို့လည်းသူ့ရတာနဲ့တူပေါ့နော်တော်တော်လေးကိုစားလို့ကောင်းတယ်အားလုံးကရမ်းမိုက်ရပေါ့နော်ရတာရမ်းမိုက်ပါတယ်ဒီကိုလာပြီးတော့မှလာစားတင်ပါတယ် recommend လိုက်ပေးပါတယ်ပေါ့နော်ရမ်းမိုက်ပါတယ်ပြီးတော့ဒီကဦးလေးလည်းရမ်းသဘောကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်တို့ပြန်တော့မှာပဲဖြစ်ပါတယ်ပိုက်လဲဝါသွားပြီဆိုတော့ကျွန်တော်တို့ပတ်စံတော့ရှင်းစရာမလိုတော့ပါဘူးစပွန်ဆာရထားဆိုတော့အားလုံးတော့ဆက်ခဲ့ပါတယ်ကျွန်တော် page လေးကို follow လုပ်ထားပေးပါတတာ နည်းပြောချင်လို့ဟမ်ကျွန်တော်ဒီစားခဲ့တဲ့အစားအသောက်တွေအားလုံးကလိုတာတော့အရင်ကောင်းတယ်ပြောရဲဒီဦးလေးကလည်းအရင်ကိုဖော်ရပေါ့နော်အားလုံးကိုဒီဆိုင်မှာလာဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တကယ်ကို3-4ခေါက်လောက်မဖြစ်မနေရောက်ရှိလာတဲ့နေရာပေါ့နော်ဒီနေရာတော့ကျွန်တော်တကယ်ချင်းစုမှခန်းခါရောက်ဖြစ်တယ်ဒီဆိုင်ဒီနေရာလေးပေါ့နော်အရင်လည်းကောင်းပါတယ်ဒီဆိုင် view တွေပိုင်းမြင်ကွင်းတွေကလည်းအရင်ကျယ်ပေါ့နော်ဒီဆိုင်ရဲ့တက်မှာဆိုကမ်ပေါင်းတွေရှိမယ်အရင်လာတယ်ပေါ့နော်အားလုံးကိုလည်းဒီနေရာမှာလာဖို့ဖိတ်ခေါ်ပါတယ် အားလုံးလည်းလာအားပေးကြပါဦးဗျာ ကဲပါခုဆိုတော့ကျွန်တော်ပြန်တော့မှာဖြစ်ပါတယ်ပိုက်လေးဝါပါပြီဆိုတော့ပိုက်တာစိုက်နေနောက်ခါမှစားစီလေးတော့ကိုပြန်ပါတော့မယ်အားလုံးကိုဆက်ခဲ့ပါတယ်ဒါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်